မင်္ဂလာပါခင်ဗျာတင့်ကိုနှောက်ယှက်နေတဲ့မကောင်းတဲ့စွမ်းအင်တွေရှိနေပါသလားတင့်မှာဘလို့အကာအကွယ်တွေရောရှိနေပါသလဲတင့်ရဲ့အကာအကွယ်ရေးစွမ်းအင်တွေကိုဘလို့မျိုးမြင့်တင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှထားတော့လမ်းညွှန်ချက်လေးလုပ်ပေးသွားပါမယ်မိတ်ဆွေအနေနဲ့ရှေ့မှာရှိနေတဲ့ကတ်အုပ်စု၃ခုတည်းကတစ်ခုခုကိုရွေးချယ်ပေးပါခင်ဗျာပထမဆုံးကတ်အုပ်စုကိုရွေးချယ်ပေးခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်အုပ်စုကိုရွေးချယ်လိုက်တဲ့သူတွေအနေနဲ့ပြင်ပကလာတဲ့ဝิญဉ်ရေးရာဒါမှမဟုတ်မကောင်းတဲ့အမှောင်စွမ်းအင်တွေရဲ့ဓာတ်ရိုက်နှောက်ယှက်မှုဆိုတာထက်တင်ကိုယ်တိုင်ဖန်တီးနေမိတဲ့စိတ်တော်ကစွမ်းအင်တွေပိုများနေတာကိုတွေ့ရပါတယ်ဒီဓာတ်ကိုလက်ကတ်ကိုကြည့်မယ်ဆိုရင်သင်ဟာညဘက်တူမှာအတွေးများတာအိတ်မပျော်တာအနာဂတ်အတွက်စိုးရိမ်ပူပန်မှုလွန်ကဲတာတွေရှိနေတတ်ပါတယ်ဒီ3 of Pentacles ကကြတာဖြစ်လို့လုပ်ငန်းခွင်နဲ့ပတ်ဝန်းကျင်တဲမှာလူမှုဆက်ဆံရေးအစိတ်အတောက်အနေငယ်ရှိနေနိုင်ပြီးတော့အဲဒီကလာတဲ့ဖိအားတွေကြောင့်လည်းစိတ်ထဲမှာပူပန်မှုတွေရှိနေနိုင်ပါတယ်။တင့်မှာဘလို့အကာအကွယ်တွေရှိနေတယ်လဲဆိုလို့ရှိရင်တင့်မှာစိတ်နှလုံးကိုကာကွယ်ပေးထားတဲ့ emotional protection ကတော်တော်လေးကိုကောင်းပါတယ်။ဘလောက်ပဲပူပန်မှုရှိနေပါစေတင်ကိုယ်တိုင်ကအေးအေးဆေးဆေးနေတတ်တဲ့အကျင့်တော်ရှိပါတယ်။နောက်ပြီးတော့တင့်ကိုစောက်ရှောက်တဲ့အဆောက်အအုံတွေကလည်းတင့်ကိုအစွန်းဆုံးထိဒုက္ခမရောက်သွားအောင်နဲ့စိတ်ဓာတ်လုံးဝမပြိုလဲသွားအောင်နောက်ွယ်ကနေခိုင်ခိုင်မာမာဝန်းရံစောက်ရှောက်ပေးနေပါတယ်။တင့်ရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုမြင့်တက်လာစေဖို့အတွေးလွန်တာမျိုးကိုလျှော့ရပါမယ်။တရားထိုင်ပေးတာမျိုးလုပ်ရပါမယ်။နောက်ပြီးတဲ့အခါကျတော့တရိษံလေးတွေကိုအစာကျွေးမွေးပေးတာမျိုးတွေလုပ်မယ်ဆိုရင်တင့်ရဲ့ကာကွယ်ရေးစွမ်းအင်ကလုံးဝမြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျာ။ဒုတိယကောက်အုပ်စုကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီဒုတိယကောက်အုပ်စုကိုရွေးချယ်ခဲ့တဲ့သူတွေကတော့နေမင်းကြီးကတ်ကိုကြတာဖြစ်လို့တင့်ကိုအမှောင်ပယောဂတွေတိုက်ခိုက်နိုင်စွမ်းမရှိပါဘူးခင်ဗျာဒါပေမဲ့လည်း7 of 1ဆိုတဲ့ဒီတောင်မွေး9ချောင်းကတ်ကိုကြတာဖြစ်တာကြောင့်တင့်ကိုမနာလိုတဲ့သူတွေအများအပြားရှိနေပါတယ်တင်အောင်မြင်မှုတွေကိုလည်းမနာလိုတဲ့သူတွေရှိနေသလိုတင့်ရဲ့ချောမောလှပမှုတွေကိုလည်းမနာလိုတဲ့သူတွေရှိနေပါတယ်ဒါပေမဲ့တင့်အနေနဲ့ဒါတွေကိုပြယူဆိုင်နေစရာမလိုပါဘူးတင့်ကိုကာကွယ်ပေးနေတဲ့အိမ်တွင်းကဆောက်ရှောက်သူတွေလည်းရှိနေပါတယ်ခင်ဗျာတင့်အနေနဲ့စွမ်းရင်မြင့်တက်လာအောင်လို့မနေ့စောစောထတာမျိုးလုပ်ရပါမယ်မနေ့ခင်းနေအောင်ကြီးနုနုခံယူတာမျိုးလုပ်ရပါမယ်မနေ့အစောကြီးမျက်နာတက်တဲ့အခါတိုင်းမှာမေတ္တာဘာဝနာပွားများတာမျိုးလုပ်ရပါမယ်ခင်ဗျာအုပ်စုကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီအုပ်စုကတော့ပြင်ပနှောက်ယှက်မှုကိုသတိထားရမယ့်အုပ်စုဖြစ်ပါတယ်ဓာတ်9လက်ကတ်ကြတာဖြစ်လို့တင့်အပေါ်မယိုးသားတဲ့သူတွေ၊ကွဲရမှာမကောင်းကြမဲ့သူတွေတင့်ရဲ့စွမ်းအင်ကိုကြောက်အောင်လုပ်မဲ့သူတွေရှိနေပါတယ်တင့်ကိုတစ်ဖက်လှည့်နဲ့လှည့်စားတာမျိုးတွေတင့်နောက်ွယ်မှာမကောင်းကြံစီတာမျိုးတွေရှိနေပါတယ်တင့်မှာရောဘလို့အကာအကွယ်တွေရှိနေပါသလဲတင့်မှာလည်းတင်ကိုယ်တိုင်ရဲ့စိတ်ခံစားမှုကအကာအကွယ်ဖြစ်နေတာပါတင့်မှာစက်တမမြောက်အာယုံရှိနေတယ်လို့မျိုးခံစားရပါလိမ့်မယ်တခုခုဆိုလို့ရှိရင်တင်ကိုယ်တိုင်ကြိုတင်သိနေတာမျိုးခံစားရတာမျိုးရှိနိုင်ပါတယ်စိတ်ထဲကထင်နေတာမျိုးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကိုမလုပ်ဖဲရှောင်ဖို့လိုအပ်ပါတယ်တင့်ရဲ့ကိုယ်ပိုင်စိတ်ကိုယုံကြည်ပေးမယ်ဆိုလို့ရှိရင်တင့်ရဲ့စွမ်းအင်တွေလည်းမြင့်တက်သွားပါလိမ့်မယ်လူတစ်ယောက်နဲ့ဆက်ဆံမယ်ဒါမှမဟုတ်နေရာတစ်ခုကိုသွားမယ်ဆိုရင်စိတ်ထဲမှာမလုံခြုံတာမျိုးရှိတယ်ဆိုရင်လုံးဝမသွားပဲလုံးဝမဆက်ဆံပဲရှောင်ရှားဖို့လိုအပ်ပါတယ်။တင့်ရဲ့စက်ထမအာယုံကတင့်ကိုကာဝယ်ပေးနေတာပါ။တင့်ရဲ့စွမ်းရည်တွေကိုဘယ်လိုမျိုးမြင့်တင်ပေးရမလဲဆိုရင်အပြင်မသွားခင်ဒါမှမဟုတ်လူအများနဲ့မတွေ့ခင်ကိုစိတ်ပျော်ရွှင်နေသလားကိုယ့်ရဲ့စိတ်ကကြည်လင်နေသလားဆိုတာကိုအရင်ဆုံးသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးတဲ့အခါကျတော့ပို့ပြီးတော့မှစွမ်းရည်မြင့်တက်လာစေဖို့အတွက်တလင်းကြောက်ကိုအနီးနားမှာဆောင်းထားပေးရင်ပို့ပြီးတော့မှကောင်းမွန်စီမှာဖြစ်ပါတယ်ခင်ဗျာ။